Hello, my good morning ပါ no ချပြီလားရှင်ခုနကတော့အလုပ်သွားနေပါပြီဒီအရာကိုမနောင်တမရချင်လို့ဒီမလောက်အလုပ်ပါတယ်လို့ကျမဒီနေ့စမမျက်နှာမငယ်ချင်လို့ဒီနေ့စမမခါရချင်လို့ကျမဘလောက်ပင်ပန်းအလုပ်ပါတယ်လို့ဒါကတော့လုပ်သွားတဲ့နေရာပါမနေ့ပိုင်းလေးတော့အလုပ်သွားတဲ့လူတွေ foreigner တွေမှာတော့မင်းကလေးတော့မရှိဘူးပေါ့နော်ကျမတယောက်သေးပါပဲလို့အပေါ်ကတော့ယောက်ျားလေးတွေပဲပေါ့နော် foreigner တွေကမလေးလူမျိုးတွေကမနက်9 နာရီလောက်မှလာကြတာဆိုတော့မနက်ပိုင်းဒီလိုမျိုးစောကြီး6 နာရီကျော်လောက်မှလို့ဆင်းရတဲ့လူကကျမတယောက်သေးပါပဲလို့ခဲတယ်ကျန်တဲ့ဆိုရင်လည်းကျမသာလုံနာလိုက်ရင်ဒီခက်မယ်ကျန်တဲ့ဆိုတာကြုံပြီးနေတော့မနာရပူကိုယ်ဘိုင်ဘိုင်ရှင်လင်းချမ်းမြေကြပါစေနော်ခဏရလောက်ရောက်တော့မရှိ